မြတ်စွာဘုရားတရားတော်ဆိုတာတခြားအတန်ကြားတာနဲ့မတူဘူးကြားနာယုံပင်အပူစင်၍ဆိုတာတကယ်ကိုစိတ်ဟာငြိမ်းချမ်းသွားနော်လူမပြောနဲ့မြတ်စွာဘုရားဟောနေတဲ့ဘုရားရဲ့တရားတန်ကိုကြားတဲ့အခါတရားဝါလေးတွေတောင်မှပဲစိတ်အေးချမ်းမှုလေးရသွားရင်အဲ့ဒီအေးချမ်းမှုဆိုတဲ့စိတ်ကြည်လင်မှုဆိုတာလေးကကုသိုလ်ကောင်းမှုအနေနဲ့ကောင်းရာသုဂတိဘုံကိုရောက်စေနိုင်သေးတာပဲကောင်းရာသုဂတိဘုံကိုရောက်စေနိုင်တယ်တာမန်ကုသိုလ်လို့အထင်မသေးလေနဲ့ကုသိုလ်ဆိုတာအသေးအဖွဲပဲဖြစ်စေကြီးမားတဲ့အားကိုးစရာမရှိတဲ့နေရာမှာဆိုရင်ကြီးမားတဲ့အထောက်အကူတွေဖြစ်တယ်အလုံးသိကြတယ်ဖာနတာအကြောင်းအကောင်းဆုံးမသိပေမဲ့လို့မြတ်စွာဘုရားဟောနေတဲ့တရားသံလေးကိုကြားပြီးတော့စိတ်ထဲမှာကြည်နူးနေတဲ့အချိန်သိဆုံးသွားတဲ့အခါစိတ်ကြည်နူးမှုဆိုတဲ့ဒီကုသိုလ်လေးကနေပြီးတာဝရိန္ဒနတ်ပြည်နတ်သားသွားဖြစ်ရတယ်ဖြစ်နိုင်တဲ့အနေထားဒီကုသိုလ်ရဲ့စွမ်းအားကြည့်လိုက်မယ်ဆိုလို့ရှိရင်လှုပ်ထားလေးကနည်းနည်းလေးပေးလိုက်တာကအများကြီးပါလားလို့ထင်ကောင်းထင်လိုက်ဟောမဖြစ်နိုင်ဘူးလို့တောင်ထင်ကောင်းထင်ကြလိုက်မဖြစ်နိုင်တာမရှိဘူးတဲ့ကုသိုလ်ရဲ့စွမ်းအားဟာအမှန်တမ်းကြီးမားပါတယ်တန်တုတ်တံမှာဆိုရင်မြတ်စွာဘုရားကစိတ်တုပါဒမတ္တံပိဘဟုကာရံဝရာမိကုသလေတုဓမ္မေတုကုသိုလ်ဆိုတာစိတ်แท้ဖြစ်ုံနဲ့တည်းမဲ့ဘဟုကာရအကျိုးများလာပြီတဲ့စိတ်แท้ဖြစ်ုံလေးတယ်နော်လှူအောင်မယ်လို့စိတ်ထဲမှာတွေးလိုက်တယ်မလှူပြစ်နဲ့အောင်လှူအောင်မယ်ဆိုတဲ့အတွေးလေးကိုကမစ္စရိယကိုဖယ်ရှားလိုက်တဲ့အတွေးပဲအဲ့ဒီဟာလေးကလည်းကောင်းကျိုးချမ်းသာတွေပေးနိုင်တယ်ဆိုတာကုလသုတ်တံမှာမြတ်စွာဘုရားဟောတာရှိတယ်လေဘာလူရကောင်းမလဲလှူအောင်မယ်လို့ဆိုတဲ့စိတ်ဟာအဲ့ဒီစိတ်ဓာတ်ကလေးဝင်လိုက်တာနဲ့ပဲဒီပုဂ္ဂိုလ်ဟာဖြစ်လျာဘဝမှာမဟေသက်ခဘုံတကူဩဇာအာဏာကြီးတယ်တဲ့ဒါကြောင့်မို့လှူခြင်းနေဆိုတဲ့အတွေးဟာမဟေသက်ခသံဝတ္တနိကပฏิဝေရာကုသိုလ်မျိုးဖြစ်တယ်ဒါတာမန်ကုသိုလ်မဟုတ်ဘူးနော်အကြီးကြီးတွေကနေကျင့်တော့အသေးလေးလို့ထင်ကောင်းထင်ကဲအသေးဆုံးကုသိုလ်လေးတစ်ခုပြောပြကြည့်လိုက်မယ်ဆိုအသေးလေးပဲကိုယ်ဘာမှမလှူဘူးဘာမှမလုပ်ဘူးသို့သောသူများလှူတာတန်းတာသို့မဟုတ်သူများလှူထားတဲ့ဆိုင်းဘုတ်ကလေးဖတ်ပြီးတော့ဝန္တာအာရတော်လိုက်ကြတာသာဓုသာဓုသာဓုပါလို့ဟောအမြပေးဝေတဲ့အချိန်မှာအမြလေးခေါ်လိုက်သာဓုလေးခေါ်လိုက်တဲ့ကုသိုလ်ဟာဘာစိုက်ရလို့လဲသာဓုခေါ်လိုက်တာပဲရှိတာပဲလေအဲ့ဒီကုသိုလ်ကလည်းအကျိုးပေးတယ်လို့အဲ့ဒီကုသိုလ်ကတချို့ကထင်ကောင်းထင်မယ်သာဓုခေါ်လို့အကျိုးပေးရင်တို့နေတိုင်းသာဓုတွေခေါ်နေတာဒီသာဓုကတခါတလေအိတ်ချင်တန်နဲ့ခေါ်တဲ့သာဓုရှိသေးတယ်ဝန္တာအာရကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့သာဓုမျိုးဖြစ်ဖို့လိုတယ်နော်သာဓုဆိုတာလဲသွားပြီးတော့အထင်မသေးလေနဲ့950ထဲမှာပါတဲ့သင်္ခဇတ်ဆိုတာရှိတယ်ဘုရားလောင်းကအဲ့ဒီတော့ကသင်္ခဆိုတဲ့ပုံနာတစ်ယောက်ဖြစ်တယ်လမ်းခရီးသွားတဲ့အခါမှာပိစိကဗုဒ္ဓတဆူကိုတွေ့လို့နေဘူးထဲမှာဖဏတ်မပါပဲနဲ့ရှောက်နေတာကိုတွေ့လို့သူစီးလာတဲ့ဖဏတ်ကိုကြာနာနာဆေးကြောအဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်းရှင်းလုပ်ပြီးတော့ပိစိကဗုဒ္ဓခြေတော်ကိုဆွတ်ပေးလိုက်တယ်လှူလိုက်တယ်ဒီဖဏတ်ကလေးစီးပြီးတော့သွားပါဗျာအဲ့ဒီဖဏတ်လှူပြီးတော့သင်္ဘောတက်တာသင်္ဘောကကမ်းကခွာ9 ရက်လောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းပြီးတော့သင်္ဘောပြက်တယ်သူ့နောက်ကတပည့်တစ်ယောက်ပါတယ်ဆရာတပည့်2ယောက်သင်္ဘောပေါ်ကပြင်ချက်တစ်ချက်ရလို့သင်္ဘောမြုပ်တဲ့အချိန်မှာအဲ့ဒီပြင်ချက်ကလေးပေါ်မှာမိတွယ်ပြီးတော့ပြင်ချက်ကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာလှိုင်းလုံးနေချင်ဟာမျောနေတာ
အဲ့ဒီဖဏတ်လူခဲ့တဲ့ကုသိုလ်ကြောင့်မို့လို့မြစ်ဆောင်နတ်ပင်လယ်ဆောင်နတ်သမီးကလာခဲ့တယ်ကဲတဲ့အခါမှာသင်္ခပုံနာကိုသာကဲတယ်ကုသိုလ်ကြောင့်ကဲတာအဲ့ဒါလို့ကဲတဲ့အခါမှာသူ့နောက်ကနေအတူပါလာတဲ့လူကိုလှဲ့တောင်မကြည့်ဘူးကဲပါလို့ပြောလဲမကဲဘူးနော်မကဲနိုင်ဘူးတဲ့အဲ့တော့ဘုရားလောင်းဆိုတာအသိဉာဏ်ရှိတယ်။အော်ဒီလိုကဲတယ်ဆိုတာကုသိုလ်ကြောင့်ပဲသူနားမှာရှိနေတဲ့သူတပည့်ကိုငါတပိငါဖဏတ်တယံပိစိကဗုဒ္ဓကိုလှူခဲ့တယ်အဲ့ဒီကုသိုလ်ကောင်းမှုကိုမင်းအားအမျှပေးဝေပါတယ်အမျှဆိုဟိုကောင်ကတာရုလည်းခေါ်လိုက်ရောမကဲခြင်းလို့မရတော့နတ်သမီးကကဲလိုက်ရကုသိုလ်ကြောင့်ကဲတာဟောတာရုခေါ်တာနဲ့ပင်လယ်ထဲမှာမနစ်တော့ဘူးလို့ဒါ950ထဲမှာသိကျင်ဖတ်ချိသင်္ခါစလို့ခေါ်တယ်ဆိုလိုတာကတာရုခေါ်တဲ့ကုသိုလ်လေးတောင်မှပဲဒီလိုအကျိုးကျေးဇူးတွေရနိုင်နေတယ်လို့ဒါကြောင့်မို့လို့ကုသိုလ်ဆိုတာအမှန်တမ်းအရေးပါတယ်လို့ဒီလိုပြောလို့တာပေါ့နော်ကုသိုလ်ကောင်းမှုဆိုတာအားလုံးမှာလုပ်ကြရတာဖြစ်လို့ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အစွမ်းတတ္တိလို့ရှိကြတာကြီးပဲခုဒီအင်္ဂုလိမာလသုတ်တန်မှာကြည့်ပါရွတ်ဖတ်30တဲ့ကုသိုလ်ဟာလေသေးတဲ့ကုသိုလ်မဟုတ်ပါဘူးကုသိုလ်ရအောင်တော့ရွတ်ပေါ့ကုသိုလ်ရလို့တဲ့စိတ်နဲ့တည်တည်ငြိမ်ငြိမ်ရွတ်ဖို့တော့လိုအပ်တာပေါ့အတိပ္ပယ်သိမယ်ဆိုရင်တော့ပို့လို့အကျိုးရှိတာပေါ့အဲ့တော့အင်္ဂုလိမာလသုတ်ကိုရွတ်ချက်အောင်ဘယ်လိုစထားတော့ပရိတံယံပနံတတ္တနိသိဏဌာနဒောဝနံဥဒကံပိဝိနာသေးတိတဗ္ဗမေဝပရိတယံပရိတ်ကိုတိုက်ရိုက်နာတာတောင်မဟုတ်ဘူးဒီကလထိုင်တစ်ခုပေါ်မှာထိုင်ပြီးတော့သို့မဟုတ်ပလင်ပေါ်မှာဖြစ်ဖြစ်ထိုင်ပြီးနေရာတစ်ခုပေါ်မှာထိုင်နိသိဏဌာနထိုင်တဲ့ပရိရွတ်တဲ့ပုဂ္ဂိုလ်ထိုင်သွားတဲ့ပရိရွတ်နေတဲ့အချိန်မှာထိုင်သွားတဲ့ထိုင်ကုန်ကိုဆေးကြောပြီးတော့အဲ့ဒီရေနဲ့အဲ့ဒီရေကတောင်မှပဲအစွမ်းတတ္တိရှိတယ်လို့ပြောတယ်ပရိတ်တိုက်ရိုက်မပြောနဲ့လို့ဒီလိုပြောတာနော်ပရိတံဗနန္တတအင်္ဂုလိမာလပရိတ်ကိုရွတ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့နိသိဏဌာနဒောဝနံထိုင်သွားတဲ့နေရာကိုဆေးကြောတဲ့ဥဒကံပိရေကတောင်မှပဲပရိတယံဘေးရန်အန္တရာယ်ကိုဝိနာသေးတိပဲဖြောင်းနိုင်တယ်ပိဋိနာတာတောင်မဟုတ်ဘူးရွတ်တာတောင်မဟုတ်ဘူးเนาะပရိရွတ်တုံးကထိုင်သွားတဲ့နေရာလေးကိုရေဆေးပြီးအဲ့ဒီရေလေးကတောင်မှအစွမ်းတတ္တိရှိတယ်ဒီလိုအဓိပ္ပာယ်ပြောတာเนาะတတ္တိရှိတယ်သုဋ္ဌိနာဂဗ္ဗဝုဋ္ဌာနာယင်စတာဒိဋ္ဌိတင်္ခဏီအကျိုးနှစ်ခုကိုဖော်ပြတာအဲ့တော့ကိုယ်တိုင်ရွတ်တယ်ဆိုရင်လည်းမပြောနဲ့တော့ရွတ်ပြီးတော့ကိုယ်တိုင်နားတယ်ဆိုရင်လည်းမပြောနဲ့တော့ရွတ်တဲ့ပုဂ္ဂိုလ်ထိုင်သွားတဲ့နေရာလေးဆေးကြောပြီးတော့အဲ့ဒီရေလေးနဲ့ရေလေးကတော့အစွမ်းတတ္တိရှိနေတယ် holy water ဖြစ်သွားတယ်လို့ဒီလိုပြောတာပေါ့နော်အဲ့ဒီရေကလည်းဘေးရန်ခတ်သိမ်းကိုကင်းငြိမ်းစေနိုင်တယ်အန္တရာယ်ကိုကာကွယ်နိုင်တယ်တဲ့သုဋ္ဌိနာဂဗ္ဗဝုဋ္ဌာနာယင်စတာရိတိတင်္ခဏီအဲ့ဒီပရိယေလေးဖြန်းလိုက်တာနဲ့ပဲသို့မဟုတ်ပရိတရားတော်ကိုနာလိုက်တာနဲ့ပဲမိဘဖွားနိုင်တဲ့အမျိုးသမီးတွေဟာအဲ့ဒီနာလိုက်တဲ့အခိုက်ကလေးသို့မဟုတ်အဲ့ဒီရေစင်လေးနဲ့ဖြန်းလိုက်တဲ့အခိုက်ကလေးမှာပဲသုဋ္ဌိနာဂဗ္ဗဝုဋ္ဌာနာမိဖွားခြင်းကိစ္စချောချောမောမောမိဖွားခြင်းကိစ္စပြီးသွားနိုင်တယ်ပြီးသွားစေနိုင်တယ်ဒီလိုပြောတာနော်ပြီးသွားစေနိုင်သုဋ္ဌိနာဂဗ္ဗဝုဋ္ဌာနာယ
ယေသသာရိတိတင်ခဏီထေရသင်္ကုလိမာလတလောကနာထေနဘာတိတံဒီအစွမ်းတတ္တိထက်တဲ့ပြိခါရှင်အင်္ဂုလိမာလပြိလို့ခေါ်ပေမဲ့လို့မြတ်စွာဘုရားကအင်္ဂုလိမာလကိုခေါ်ခဲ့တဲ့ဘုရားရဲ့နှုတ်ကပတ်ပဲဖြစ်တယ်ပေါ့ထေရသင်္ကုလိမာလတထေရတအင်္ဂုလိမာလတအင်္ဂုလိမာလမထေကိုမြတ်စွာဘုရားကဟောခဲ့တာလောကနာထေနဘာတိတံလောကအားကိုးရတဲ့လေးစားရတဲ့မြတ်စွာဘုရားကဟောကြားခဲ့တာအဲ့ဒါတွေမကဘူးဒီပရိတ်ဟာဘုရားကဟောခဲ့လို့ရှင်အင်္ဂုလိမာလရွတ်မှပဲအကျိုးရှိတာလားတခြားပုဂ္ဂိုလ်တွေရွတ်ရင်ရောအကျိုးမရှိဘူးလားအဲ့ဒီခေတ်ကသာအကျိုးဖြစ်ထွန်းပြီးတော့ခဏခေတ်ကြတော့အင်္ဂုလိမာလပရိတ်ဟာမစွမ်းတော့ဘူးလားလို့ဆိုကပ္ပထာယေတကဘာပတ်လုံးဒီအစွမ်းတတ္တိဟာရှိနေမယ်လို့ပြောတာနော်ကဘာဆုံးသည့်ထိဒီအစွမ်းတတ္တိဟာရှိကပ္ပထာယေအခုလက်ရှိကဘာကြီးရှိနေတဲ့၍ဒီအစွမ်းတတ္တိတွေဟာရှိနေမှာပဲဘယ်နိုင်ငံဘယ်နေရာရောက်ရွတ်ဖတ်မယ်ဆိုရင်ကပ္ပထာယေစွမ်းတတ္တိတွေရှိနေမယ်ကဘာတည်ပြီးတော့စွမ်းတတ္တိရှိမဟာတေဇံအစွမ်းတကူအမတန်မှကြီးတယ်အဲ့ဒီကြီးတဲ့အင်္ဂုလိမာလပြိတ်ကိုတို့တွေရွတ်ဖတ်ကြပါစို့လို့ဒီလိုပြေမောင်းလေးကပြောထားတာနော်အဲ့တော့ဒီနေရာမှာအင်္ဂုလိမာလပရိတ်ဟာအစွမ်းတကူကြီးတယ်အဲ့ဒီအစွမ်းတကူဟာတကဘာပတ်လုံးတည်တဲ့အစွမ်းတကူဖြစ်တယ်ကဘာတည်တဲ့၍တည်ရှိနေတဲ့အစွမ်းတကူဖြစ်တယ်ရွတ်ဖတ်သွားတဲ့ပုဂ္ဂိုလ်ရဲ့ထိုင်တဲ့နေရာလေးကိုဆေးကြောတန့်စင်တဲ့ရေစင်ရေအေးနဲ့ဖြန်းရင်တောင်မှပဲဘေးရန်ခတ်သိမ်းနေကင်းငြိမ်းသွားနိုင်တယ်အမျိုးသမီးတွေမိမဖွားနိုင်တာလဲလွယ်ကူကူနဲ့မိဖွားမှုကိုပြီးစေနိုင်တယ်ဟောဒီအကျိုးတွေကိုအင်္ဂုလိမာလပြိတ်ကစွမ်းတတ္တိပေးဖြစ်ပေါ်စေတယ်အဲ့တော့ဆိုလိုတာကအင်္ဂုလိမာလပြိတ်ဟာမိမဖွားနိုင်တဲ့ကိစ္စတစ်ခုသာအသုံးဝင်တာမဟုတ်ဘူးအကုန်လုံးဘေးရန်အန္တရာယ်တွေနဲ့ပတ်သက်လာလို့ရှိရင်ဒီအင်္ဂုလိမာလပြိတ်ဟာသစ္စာဆိုတာဖြစ်သောကြောင့်အစွမ်းတတ္တိထက်တယ်စွမ်းတတ္တိထက်တဲ့သစ္စာစကားမြတ်စွာဘုရားကဆိုခိုင်းတဲ့သစ္စာစကားဖြစ်သည့်အတွက်ကြောင့်အဲ့ဒါမှစွမ်းတတ္တိထက်တယ်လို့ဒီလိုပြောတာဒါကပရိတ်မောမှာဒီလိုဆိုထားတာနော်မြတ်စွာဘုရားကအင်ရှင်ကုလိမာလဒီပရိတ်သင်ပေးထားတာအဲ့တော့ဒီနေရာလေးမှာအလုံးနဲ့ဒီပရိတ်ဟာအတူဆုံးပရိတ်လို့လည်းပြောရမှာပဲပရိတ်ကြီး17တုပ်ထဲမှာတော့အတူဆုံးပဲဖြစ်ပါလေအတူဆုံးမမရပဲလည်းဖြစ်နေဦးမှာနော်ရှေးတာတွေရပြီးအတူဆုံးမရပဲလည်းဖြစ်နေယတောဟံပဂိနိအရိယာယဇာတိယသာတောနာဘိသာနာမိသင်္စိစ္ဆပါဏံဇီဝိတာဟောရောပိတာတေနသစ္စေနသုထိတေဟောတုသုထိခပ္ပတာဒါလေးပဲဆိုထားတာနော်ဆိုလိုရင်းကတော့အရိယာဇတ်ယဟန်မြတ်ဖြစ်တဲ့အချိန်ကစပြီးတော့တတ်လို့တဲ့စိတ်နဲ့တရားတွေကိုတတ်တယ်ဆိုတာသူမသိပါဘူးမသိဘူးဆိုတာဘယ်တော့မှမတတ်ခဲ့ပါဘူးအရိယာဇတ်ယဟန်မြတ်ဖြစ်တဲ့အချိန်ကနေစပြီးတော့တတ်လို့တဲ့စိတ်နဲ့တရားရဲ့အသက်ကိုတတ်ခဲ့တယ်ဆိုတာဟာဘယ်လိုတွေးလို့မှမရနိုင်ပါဘူးလုံးဝမလုပ်တော့မလုပ်ဘူးပေါ့နော်လုံးဝကင်းရှင်းတယ်ဆိုတဲ့အတိတ်နာဘိသာနာမိဆိုတာတတ်ခဲ့တယ်ဆိုတဲ့အတိတ်သူကောင်းထဲမှာရှိကုန်မရှိတာအဲ့ဒါမှန်သောစကားကိုဆိုလိုက်တာပဲသစ္စာစကားကိုဆိုလိုက်တာအဲ့ဒီသစ္စာစကားရဲ့အစွမ်းကြောင့်
တုဋ္ဌိတေဟောတုချမ်းသာပါစေဆိုတာအလုံးတည်းကြီးဆိုမိခင်ကိုရည်ညွှန်းတုဋ္ဌိတေဟောတုချမ်းသာပါစေတုဋ္ဌိဂဗ္ဗတကိုကကလေးလေးလဲချမ်းသာပါစေဟောဒီလိုပြောလိုက်တာဆိုကလေးရောမိခင်မှာချမ်းသာပါစေလို့ဒီမှာတော့ဒီလိုဟောထားတာပေါ့နော်အဲ့တော့ဒီတစ္ဆာစကားရဲ့အစွမ်းတတ္တိကိုဖော်ညွှန်းတဲ့ဒီအင်္ဂုလိမာလတော့မြတ်စွာဘုရားကဘာဖြစ်လို့ရှင်အင်္ဂုလိမာလကိုဒီပရိစ္ဆကားတစ္ဆာစကားကိုဟောကြားပေးရတာလေလို့ဆိုအကြောင်းရှိတယ်ပေါ့အကြောင်းရှိတယ်အစကနေစပြောမယ်ဆိုရင်အင်္ဂုလိမာလအကြောင်းဟာလူတိုင်းသိနေကြတာသို့တော့မစ္စည်းမပါဏာတမှာလာတဲ့အင်္ဂုတ္တရပါဠိမှာလာတဲ့မစ္စည်းမပါဏာတပါဠိမှာလာတဲ့မစ္စည်းမနိကေမစ္စည်းမပါဏာတမှာပါတဲ့အင်္ဂုလိမာလတုတ်ကအနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကောသလတိုင်းမှာအင်္ဂုလိမာလတော်ထဲမှာတူတဲ့တောင်းချမ်းနေတဲ့လူသားသမားကြီးပဲတော်ထဲမှာဘယ်သူမှဖြတ်မသွားရဲဘူးဖြတ်သွားတဲ့လူတွေဟာအသက်ခံရတာကြီးပဲလူတွေတတ်ပြီးသူကဘာလုပ်တုံဆိုရင်လူတွေရဲ့လက်ညှိုးကိုဖြတ်ပြီးတော့အဲ့ဒီလက်ညှိုးကိုကျိုးနဲ့ဖောက်တည်ပြီးတော့လက်ဘင်းကိုဆွဲထားတာဒါလောက်ရက်စက်ကြမ်းကြုတ်တဲ့လူသားသမားကြီးလှုပ်တော့တဲ့တိတ်ရက်စက်တဲ့လောဟိတပါဏိသွေးဆုံးသောလက်ရှိတယ်နိကာရုဏိကအကျဉ်းတရားကင်းမဲ့တယ်အဲ့ဒီအကျဉ်းတရားကင်းမဲ့တဲ့ဒီအင်္ဂုလိမာလတဲ့ဟာတတိုင်းလုံးတစ်ပြည်လုံးဖိမ့်မိန်တုံအောင်ကြောက်လန့်ပြီးတော့နေကြတာတတိုင်းတစ်ပြည်လုံးဖိမ့်မိန်တုံအောင်ကြောက်လန့်ပြီးတော့နေကြပဟတပဟတိနိဝိထောဘယ်တော့ပဲဖြစ်ဖြစ်ဝင်လာလို့ရှိရင်တော့သူ့လက်ချက်နဲ့အသက်ထွက်ရမှာပဲသိကြတယ်သူ့အနေရကလွတ်အောင်လို့အဲ့ဒီတောကြီးကိုမဖြတ်ဘဲနဲ့မဖြစ်လို့ဖြတ်တန်းသွားလာတဲ့ပုဂ္ဂိုလ်တွေဟာအုပ်စုဖွဲ့ပြီးတော့10ယောက်တစု20တစု30တစု40တစု50တစုအကွယ်တွေလုတ်ပြီးတော့တောစခန်းကိုဖြတ်တန်းသွားရင်လည်းပဲသူ့လက်ကမလွတ်ဘူးတဲ့လူတွေဘလောက်များများလာခဲ့သူ့အတန်ကြားလို့ရှိရင်တော့အားလုံးဟာကြက်သေးသေးပြီးကြောက်လန့်ပြီးထွက်ပြေးကုန်ကြတယ်ဒါလောက်ထိအောင်သူကတောင်းကျမ်းနေတာပေါ့သူ့ကိုအမတန်မှကြောက်ဖိမ့်ဖိမ့်တုံအောင်ကြောက်နေရဖိမ့်ဖိမ့်တုံအောင်ကြောက်ရတယ်ဆိုတိုင်းပြည်အုပ်ချုပ်တဲ့ကောသလမင်းကြီးတောင်မှပဲသူ့တရင်ကြားယုံနဲ့ကြောက်လန့်နေအဲ့လိုနာမည်ကြီးနေတဲ့တောကြီးထဲမှာအုပ်စိုးနေတဲ့ကဘာကျော်လူသက်သမားကြီးအင်္ဂုလိမာလအဲ့လိုနာမည်ကြီးနေတဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒီတောဘက်ကိုကြွသွားဘာဖြစ်လို့ကြွသွားလဲလို့ဆိုလို့ရှိရင်တိုင်းပြည်ကဆူးလာပြီအဲ့ဒီပြလာပြီအင်္ဂုလိမာလတောဖုံးလူသားသမားကြီးကိုနှိမ်နှင်းဖို့ရအတွက်တောင်းဆိုလာကြတယ်အဲ့ဒီတောင်းဆိုလာတဲ့အခါသူ့မိဘတွေကတခြားမဟုတ်ဘူးဘုရင်ရဲ့အကြံပေးပရောဟိတ်ပုံနာနဲ့ပုံနေမကြီးဖြစ်တယ်သူတို့သားရဲ့မူလနာမည်ကအဟိန္ဒကလို့ခေါ်တယ်လူသားသမားဘဝရောက်သွားတဲ့အခါကျတော့အဟိန္ဒကဆိုတဲ့နာမည်မရှိတော့ဘူးအင်္ဂုလိမာလဆိုတဲ့နာမည်နဲ့နာမည်ကြီးသွားတယ်အင်္ဂုလိဆိုတာလက်ချောင်းမာလာဆိုတာပန်းကုန်းအင်္ဂုလိမာလ
လက်ချောင်းကိုပန်းကုန်းကြီးလုတ်ပြီးတော့ဆွတ်ထားတာလက်ချောင်းလေးတွေကိုကျိုးနဲ့တီးပြီးတော့ပန်းကုန်းကြီးတွေဆွဲထားတာပန်းကုန်းကိုလည်းပင်ဆွတ်ထားတယ်လို့လက်ချောင်းလေးတွေကိုကျိုးနဲ့တီးပြီးတော့လည်းပင်ဆွတ်ထားလို့အဲ့ဒါကိုမြင်ခဲ့တဲ့လူတွေကအေးဒုသသမားကြီးကလက်ချောင်းကလေးတွေကိုပန်းကုန်းလို့လုတ်ပြီးတော့လည်းပင်ဆွဲထားတယ်လို့ဆိုတာပြောရကနေပြီးတော့အင်္ဂုလိမာလနဲ့နာမည်တွင်နေတာနော်တိုင်းပြည်ကတောင်းဆိုလာတဲ့အခါကျတော့ဘုရင်ကြီးကအင်္ဂုလိမာလကိုဖမ်းဖို့အချိန်ချင်းကြိုးစားတယ်စင်တပ်ကိုလွှတ်လိုက်တယ်အင်္ဂုလိမာလဟာဘလောက်စွမ်းရည်တတ္တိရှိတုံးဆိုစင်တပ်လာလဲသူ့ရဲ့အတန်ကြားတော့ဆင်နေပါလန့်ပြေးတယ်မြင်းတက်နဲ့ဖမ်းဖို့ကြိုးစားတော့လဲမြင်းနေပါလန့်ပြေးသွားတယ်ရှေ့ကပြေးနေတဲ့ဆင်တောင်သူကနောက်ကနေလိုက်ပြီးတော့ဖမ်းနိုင်တယ်ပြေးနေတဲ့မြင်းကိုလည်းနောက်ကလိုက်ပြီးတော့ဖမ်းနိုင်တယ်အားလည်းအဲ့လောက်ကောင်းတယ်လို့ဒီလိုပြောတာနော်စင်တဲ့မြင်းတက်နဲ့လာလဲမလွတ်ဘူးသူ့လက်ကအားလုံးဟာကိုလိုယုံပြီးတော့ပြေးမှလွတ်ကြတယ်သူနဲ့တွေ့လို့ကတော့ဘယ်သရဝါမှမချောင်ဘူးသူ့ထဲမှာဓာပါတယ်လှမ်းပါတယ်လေးများပါတယ်အကာအကွယ်ဒိုင်းနေပါတယ်ဟောဒီလိုအဲ့ဒီမှာဘုရင်ကအရေးယူတော့မယ်လို့ဆိုတဲ့အခါကျပရောဟိတ်ပုံနာကြီးကသူ့ဇနီးတဲ့ပုံလေးမှယူပြောတယ်အေးအင်္ဂုလိမာလတတိုင်းလုံးတစ်ပြည်လုံးဖိမ့်ဖိမ့်တုံအောင်ကြောင်းနေတဲ့အင်္ဂုလိမာလဆိုတာတခြားမဟုတ်ဘူးမင်းသားဆိုးနေတာဆိုတော့အမေရဲ့နှလုံးသားဟာအင်တမနုညံ့တယ်လေသားဆိုတော့ငါသားကငါပေါ်တော့ငါတော့တတ်မှာမဟုတ်ဘူးငါသွားပြီးတော့ငါသားကိုဖြောင်းပြမှာပဲဆိုတော့တဲ့သွားဖို့ကြိုးစားတာပေါ့အဲ့ဒီမှာအင်္ဂုလိမာလကအမေလာလဲတတ်မှာပဲဘယ်သူမှမရှောင်အကယ်၍သာအမေကိုတတ်လိုက်မယ်ဆိုလို့ရှိရင်အင်္ဂုလိမာလရဲ့ဘဝကပါရမီဖြည့်လာတဲ့တိဟိပရိသတ်တွေစတဲ့ဥပနိဒေယတွေဟာပျက်စီးသွားနိုင်တယ်နော်ပျက်စီးသွားနိုင်တဲ့အနေထားရှိတယ်မာတုကာရကကံကျွလွန်လိုက်လို့ရှိရင်ဒီဘဝအဆုံးသတ်နိုင်မှာမဟုတ်တော့ဘူးယန္တာဖြစ်ဖို့ဝေးသွားနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကမမှားရအောင်လို့ဆိုပြီးတော့အင်္ဂုလိမာလရှိတဲ့ဘက်ကိုကိုယ်တိုင်တပိတ်သင်္ကန်းလွယ်ပြီးတော့ကြွသွားတာအဲ့ဒီတောလန်းသွားတဲ့အခါကျတော့နွားကြောင်းသားတွေတို့ခရီးသွားတွေတို့စိတ်ကြောင်းသားတွေတို့ ਨੇ တွေ့တဲ့အခါစိုးရိမ်နေကြီးသူတို့ကဝိုင်းထားကြတယ်အရှင်ဂေါရမဒီဘက်မသွားနဲ့ကြောက်စရာကောင်းတဲ့လူသက်သမားကြီးရှိတယ်ဘယ်သူမှမလွတ်ဘူးလူ450စုသွားလဲသူ့လက်ကမလွတ်ဘူးရှင်ဂေါရမမသွားနဲ့မြတ်စွာဘုရားမကြားကြအောင်ဆောင်ဆက်သွားတာပဲတော့တဲ့ရောက်တော့အင်္ဂုလိမာလကဝင်းလာကြတဲ့ကတိနေဟိုမှာဟာရှိတဲ့စီကိုလာနေတယ်ငါရဲ့သတင်းမကြားဘူးနဲ့တူတယ်အဲ့ဒီကလေးကစိတ်ကဒေါသထွက်တယ်သူ့ကိုပမာမခန့်လုပ်တယ်လို့ထင်တယ်ဒီယဟန်ကိုတတ်မယ်လို့ဆိုပြီးတော့ဒိုင်းတို့လေးတို့မြားတို့ဒါတွေကိုအကုန်လွယ်ထုံးစံတိုင်းပေါ့သူခန္ဓာကိုယ်မှာအကုန်လုံးဖွဲ့ချီနှောင်ပြီးတော့မြတ်စွာဘုရားနောက်ကနေပြီးတော့လိုက်တော့တာပြေးလိုက်တယ်အဲ့လိုပြေးလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကတကူတော်နဲ့ဖန်ဆင်းထားလိုက်တယ်အင်္ဂုလိမာလမြားတကန်းလောက်အကွာမှာသူ့ကိုမိလို့မရအောင်မြားနဲ့လှမ်းပစ်လည်းမမိလောက်တဲ့နေရာလောက်အင်္ဂုလိမာလနဲ့ဘုရားနဲ့ခတ်ဝေးဝေးဖြစ်နေအောင်ဖန်တီးတာမြတ်စွာဘုရားကတော့ပုံမှန်လေးကြွတယ်အင်္ဂုလိမာလကြီးကပြေးလိုက်လာတာပြေးလိုက်လေဝေးသွားတာခုခေတ်လမ်းလျှောက်ဆက်ကြီးလိုများဖြစ်နေမလားမသိဘူးဘလောက်သွားရှေ့ကိုမရောက်ဘူးအင်္ဂုလိမာလနော်လမ်းလျှောက်ဆက်ပေါ်လမ်းလျှောက်နေလို့ကတော့တထွာမှရှေ့ရောက်မှာမဟုတ်ဘူး
အဲ့တော့အင်္ဂုလိမာလလည်းရှေ့မရောက်ဘူးဒါပေမဲ့ခရီးကသုံးယူစနာအကွာလောက်ထိအောင်ရောက်သွားပြေးလိုက်ရဘယ်တော့ကြည်ကြည်ဖះကသူနဲ့အကွာဝေးရအဲ့လောက်ပဲဖြစ်တယ်ဘလောက်ပြေးပြေးအနာရောက်လိမ့်မယ်ထင်တယ်မရောက်ဘူးအကွာဝေးရတဲ့လောက်ပဲဖះကတော့ပုံမှန်လေးသွားနေတာအဲ့ဒီမှာပို့ပြီးတော့မခံကြီးမခံတာဖြစ်လာတာနော်လူကမောလာပြီးတော့မခံကြီးမခံတာသုံးယူစနာဆိုတဲ့ခရီးပြေးရတာနဲတာမှမဟုတ်တာမိုင်နဲ့တွေ့ရင်တော့အတိအကျတော့ပြောလို့မရဘူးတယူစနာကို10မိုင်လို့ဆိုတာရှိတယ်12မိုင်လို့ဆိုတာရှိတယ်ဘယ်ဟာတိကျတယ်လို့ဒါတွေကခုခေတ်လူတိုင်းတာထားတာမဟုတ်သည့်အတွက်ကြောင့်ပြောရတာတော့ခက်တယ်ပေါ့အဲ့ဒီလိုသုံးစနာလောက်ရှိတဲ့အဝေးกว่าထိအောင်ရောက်တော့မြတ်စွာဘုရားကိုမိလူနဲ့သူကမိမယ်နဲ့ကြိုးစားရင်မမိဘူးမမိတဲ့အခါကျတော့သူကလှမ်းပြီးတော့អော်တာတိဋ္ဌသမဏဟေးကိုရောရက်လိုက်နဲ့လှမ်းပြီးတော့អော်တာအဲ့ဒီကြတော့မြတ်စွာဘုရားကသူ့ကိုလှည့်ပြီးတော့ပြောလိုက်တာငါရက်နေတာပါတဲ့မင်းမဲ့ရက်ဖို့လိုပါတယ်ဒီစကားလေးပဲပြောတယ်ဘာမှမပြောဘူးဘုရားငါရက်နေတာလေးတဲ့မင်းမဲ့ရက်ဖို့လိုတယ်အဲ့တော့ဒီစကားကတမ္မန်ပုဂ္ဂိုလ်အတွက်တော့ဘာမှထူးဆန်းမှာမဟုတ်ဘူးရှင်အင်္ဂုလိမာလာကြီးမှာတော့ဟတ်ကိုထိသွားတယ်လို့ပြောမှာပေါ့နော်နှလုံးသားကိုထိသွားတယ်ဒီစကားလေးငါရက်နေတာမင်းမဲ့ရက်ပါအတွေးဝင်သွားတယ်ဒီယဟန်တွေဟာဘယ်တော့မှလိမ့်လေလှည့်ပြားပြီးတော့ပြောလို့မရှိကြဘူးဘုရားပြောတဲ့ပုဂ္ဂိုလ်မျိုးတွေမဟုတ်ဘူးသူကသွားနေရင်ငါရက်နေတာလို့ပြောတယ်ငါကြတော့ပြေးလိုက်နေတာတော့မင်းရက်လို့ပြောတယ်ဒါအိပဲရှိမယ်သူစိတ်ထဲမှာစိတ်ကိုဖြေလျှော့လိုက်လျှော့ပြီးတော့မေးခွန်းထုတ်လိုက်တယ်နေပါအောင်ကိုတော်ကသွားနေရတဲ့နဲ့ရက်တယ်လို့ပြောတယ်ကျွန်ုပ်ရက်တာတော့မင်းရက်ဖို့လိုတယ်လို့ပြောတယ်ဘာအဓိပ္ပာယ်လဲဘယ်လိုရည်ရွယ်ပြီးတော့ပြောတာတော့လို့ဆိုမြတ်စွာဘုရားအေးငါကသူများတက်ကိုတတ်ချင်းစားတဲ့အကုသိုလ်တွေကစောင့်စည်းပြီးတော့အကုသိုလ်အလုပ်တွေကိုမလုပ်တော့ဘူးကောင်းတဲ့တရားတော်ပေါ်မှာကောင်းတဲ့ကိုချင်းတရားပေါ်မှာငါကရက်နေတာမင်းကလူတကာလိုက်တတ်နေတော့မင်းကမရက်သေးဘူးတနည်းအားဖြင့်ငါကပါဏာတိပါဒဆိုတဲ့အလုတ်ကစပြီးအကုသိုလ်မှန်သမျှကိုရပ်ဆိုင်လိုက်ပြီးငါမလုပ်တော့ဘူးမင်းကအကုသိုလ်မှန်သမျှတွေအကုန်လုပ်နေတာဆိုတော့မင်းရပ်ဖို့လိုတယ်ဟောဒီလိုရှင်းပြလိုက်တဲ့အခါမှာအဲ့ဒီမှာညံပွက်သွားတာဟာအာဂဝေမင်းသားယဟန်ဆိုတာသူပဲနေမှာပဲကြည်စံငါမကြားဘူးတဲ့စကားတွေပြောတယ်ဆိုပြီးစိတ်ထဲမှာသိချေနှက်သွားပြီသူဆုံးဖြတ်လိုက်တယ်ဒီလိုပုဂ္ဂိုလ်မျိုးတွေကညံထက်တဲ့ပုဂ္ဂိုလ်တွေကသူများတွေလို့မပြတ်သားတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးသူတို့ကလှုပ်ပြီဆိုရင်ပြတ်သားတယ်သူလက်ထဲပါတဲ့လေးတွေများတွေတနတ်တွေလှမ်းနေတနတ်တော်ပါပါအောင်လေနော်ဓာတ်တွေအကုန်လုံးဘေးလမ်းဘေး6ထဲအကုန်ပြစ်ချလိုက်ပြစ်ချပြီးတော့ဘုရားရှိခိုးမှာဒူးထောက်အဲ့ဒီကြတော့ဘုရားကိုချင့်ကပ်လို့ရသွားပြမလို့တဲ့စိတ်နဲ့လိုက်နေသမျှတော့သူဘယ်လိုမှချင့်ကပ်လို့မရမပြမတော့ဘူးလို့လဲစိတ်လဲရောက်လိုက်ရောဘုရားနာရောက်သွားတယ်သူကဘုရားရှိခိုးမှာဒူးထောက်ပြီးတော့သူ့ကိုယဟန်အဖြစ်လက်ခံမှာဒါတွေအလုံးဆုံးပင်လိုက်ပါပြီဆိုတော့မြတ်စွာဘုရားကအေဟိဘိက္ခုလာခဲ့တောခါတော်ဓမ္မောငါဟောထားတဲ့တရားတွေမှန်ကန်တယ်ဂရန်တီပေးတာနော်အမှားမရှိစေရစရဗျမစရိယတမ္မာဒုက္ခတအန္တကရိယာယမှန်ကန်တဲ့နိလန်းနဲ့ဆင်းရဲဒုက္ခအဆုံးသတ်ဖို့မြတ်သောအကျင့်လို့ဆိုတဲ့ဘဂိရှိပါအကျင့်တရားကိုကျင့်မှာလို့ဟောတာဝန်မှာပေးလိုက်တယ်မြတ်စွာဘုရားဘဂိရှိပါအကျင့်တရားကိုကျင့်အဲ့ဒီဘဂိရှိပါအကျင့်တရားကိုကျင့်မှဒုက္ခအဆုံးသတ်မယ်ဆိုပြီး
Ehi Bekulu Kolaita Neve, Tua Yamboa Yashi Dwarebo. Lutin Biabiro, Luta the Magiga, Yahandava Shi Yaudwa. Yasabia now got the way little video like Payane Enguli Mala, Zero and John Pian Joaja, Nagabala. Zero and John Yaude Kajaro. Yasabia tiny de be Enguli Mala, Yadonly, Jacqueline, you be a cat baby. Yasabia, would you a beauty? But do Yaula also, Zero and John Emma, Minda Chine, Godala Mini Yaula. Ning Aya. Say Angaya John, Yaula. Enguli Malasi, Pamelo had Diamedo, Piasi, Lewella, Jaula. Zero and John Yaula. Eri Chinima, Sita Gina, Zero and John Yaulares, Piasi Yaula, Yasabia, Mide, Minda Gina Lare Suro, Yasabia, the Garo Mini. Palomule, baby Darane, Yamsija Yamla Magara Dine, baby Daraga, say solo Yamsijara la, Tomo, with Aline, Yamsijara la, Pegu sit I put Dwamlune Luso Kodala Menia, Mahobu Yare Kodala Dynama, Namaji, favorite on Joniare, do that the Maji Dore machine. Tu Pansy would Dwam Luba. No, Pansy Lu, Tu, Mintanet Dwavio, Pamu, to your Twala. Eddie Yasavia, Mela, the Garo Mini, Eddie Enguli Mala, Luda the Maji, Pony Wone, Gojen the Lari, Baby Wawane, Yahan Jengo Chin Nida, Pony would be the Yahanwa. Yahan Jengo Chinida, Dui, Paloble. Piensora Lochin Loma, Yasavia, Judim Bido Amagan down like that. Tu, Thing I want it, Cochendia Gong on it. Nira China, Cochendilane, Bibi Wawa, a gay 3 meses so in Palomne. A year you Omala who made it about Palomne. Godra Mania. Tu don't type any. Do Yan or a Jaida, no? Erelo Yahawane, Cogentilane, Pivi Wawane. They are gently the Sui. The video Gabe, Leochi Mo Shikolo, Pisiliva Taban, Ludama Piade. The Adosham. The video of it, Ludaya Mama Piade. So we don't know about your life, Janos. The love so that Luha, Lolo video, Pony Womaro. No so red with Lolo Pony Wom. Cogentina and Piwares, Lolo. Luraga, yes, I said, Tandy. Namajo Luda Maya, Lolo Pony Womaro, Cogendiana, Lolo Pisumaro. So Eddie Jadaman, yes of Yaga. The Garo Mendiaji, Enguli Malasara, Hori Yakani de Kuroveso. Oh, Tap Yajara, the wone, no? Now got Bala, a Madi Bari, a Kono, Pinyara. Raza Indri Jamulu, Tama Given, Dono Lulu, Chowla Nidale. Hello, Palido Remaro, Tab Yaja, Lumababu, Godala Minia, Satema, Chow Dwara Sura Lepa. Godala Mini, Chow Dwara, Chow de Sura Leve, Yanama Porelli. Say so in Lemyanama Pore, Chow de so in Lemyanama Pore. Yanamuya, Gekavi, Yasabiaga, the Garo Mendia, Majaune. Tu chao ba ani emam shiu. Perama dokha ma piro hu tu ga. So ro ma Kodala Meni a Shin Unguli Mala na twa pi ro. A Shin Unguli Mala ye aphe ame de ka badu de dong po. Bhe anwe ka ni wot la la lo so. Tagaro Meni Chano ye aphe ka Gekha lo khaw ba de. Ame ka Mandani lo khaw ba de. So a Shingega Mandani Buddha Mandani Bondima ye Tajid Shingega Lura Shi Meshiva to Taban Lurama. Any chamber sing Enguli Malaga. This is right to the sound and thing and down them. Doya Jama needed
ဆွမ်းခံစားတယ်ဆိုတဲ့ဒုရင်ကျင့်နေကျင့်နေအဲ့ဒါလို့ကောသလမင်းကြီးဟာရှင်အင်္ဂုလိမာလာနာသွားလျှောက်ထားပြီးတော့အေးချမ်းချမ်းပဲနန်းတော်ပြန်သွားတယ်ပေါ့စစ်မတိုက်လိုက်ရတော့တပုတ်ဒီလူသားသမားဖမ်းဖို့အလုပ်ဟာဖမ်းเสียမလို့တော့အဲ့ဒီမှာမြတ်စွာဘုရားထံလာပြီးတော့တအံ့တော်ပြောတယ်မြတ်စွာဘုရားရဲ့ဆုံးမမှုဟာဓာလည်းမပါဒုတ်လည်းမပါလက်နဲ့လည်းမပါပဲနဲ့လိမ္မာယဉ်ကျေးတော်အောင်တကယ်ကိုကြံတန်ရက်ဆက်တဲ့အင်္ဂုလိမာလာတို့လူချမ်းကြီးကိုအခုလိုယဉ်ကျေးသွားတော့အောင်ဆုံးမတာအံ့ဩစရာကောင်းလိုက်တာဟုတ်တာပဲတကယ်အံ့ဩစရာကောင်းတာပဲဒီလောက်စိတ်ချမ်းကိုချမ်းရှိတဲ့လူတယောက်ဟာအခုဟာတိမ်မွေ့သွားတယ်မယဉ်ကျေးတဲ့လူယဉ်ကျေးသွားတယ်မတိမ်မွေ့တဲ့လူတိမ်မွေ့သွားတယ်မငြိမ်းချမ်းတဲ့လူတွေငြိမ်းချမ်းသွားတယ်ဒီလောက်ချမ်းတတ်တဲ့ပုဂ္ဂိုလ်ဒီလိုယဉ်ကျေးပြီးတော့ကြည်စံအိမ်ဒီရရနဲ့ဖြစ်သွားတာဟာအမတန်မှအံ့ဩဖို့ကောင်းပါပေတယ်ရသော်ဘုရားကိုချီးမွမ်းတောပနာပြုပြီးတော့ပြန်သွားအဲ့ဒါရှင်အင်္ဂုလိမာလာသာသနာပေါင်းဝင်တဲ့အခန်းလေးပဲအဲ့ဒီသုဒ္ဓမှာဒီလိုပါအဲ့တော့ရှင်အင်္ဂုလိမာလာရမ်းဖြစ်လာတဲ့အခါမှာဆွမ်းခံစားတော့တစ်မျိုးလုံးဖိမ့်ဖိမ့်တုံတုံကြောက်ထားတော့ဆိုဟာအင်္ဂုလိမာလာလာပြီဟေ့ဆိုလို့ရှိရင်ဘယ်သူမှဆွမ်းထွက်လောင်းရဲတာမဟုတ်ဘူးလေမြင်နာနဲ့တကားတွေပိတ်အိမ်တကားတွေပိတ်လူတွေပျောက်သွားတာလမ်းပေါ်မှာတယောက်မှမရှိဘူးကုန်ထွက်ပြေးကုန်သူဆွမ်းခံကြွလာတာမြင်နာနဲ့ဘလောက်ကြောက်တယ်ဆိုတာစဉ်းစားကြည့်နော်လူတွေကကြောက်ပြီးတော့အကုန်လုံးပြေးကုန်ကြမခံနိုင်လွန်းတဲ့လူတွေကြတော့ဘာလို့ကြတော့ငါအဖေတတ်ထားတယ်ငါအမေတတ်တယ်ငါဆွေမျိုးတွေတတ်ထားတယ်ဆိုအဝေးကနေနဲ့ထုမြင်နဲ့မလို့ရဘူးလိုက်ဖမ်းမှလည်းကြောက်သေးတယ်သူအဲ့တော့ရှင်အင်္ဂုလိမာလာတပိတ်ကွဲခေါင်းကွဲသင်္ကန်းတွေစုပ်ပြတ်ဆွန့်တော့မရဘူးတပိတ်ထဲရတာကြောက်ခဲပဲရအဲ့လိုနဲ့ဆင်းရဲဒုက္ခတွေဖြစ်တယ်ဒါကအကုသိုလ်ကံကအကျိုးပေးတာဒီအကုသိုလ်ကံတစ်ခုခုပဲလှုပ်ကုသိုလ်ကံပဲလှုပ်သုံးမျိုးကွဲထွက်သွားတယ်အဲ့ဒါကိုသတိထားဖို့လို့ဘယ်သူပဲဖြစ်ဖြစ်အခုဘဝမှာကုသိုလ်ကောင်းမှုလုပ်ရင်လည်း၃မျိုးအကုသိုလ်လုပ်ရင်လည်း၃မျိုးဆိုတာဘာလဲလို့ဆိုရင်စွမ်းဆောင်မှုအားကောင်းတဲ့ကုသိုလ်ဇောအကုသိုလ်ဇောကုသိုလ်ဇောအကုသိုလ်ဇောဖြစ်လာတဲ့အခါမှာပထမဆုံးစဖြစ်တဲ့ဇောကိုဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်ဒီဘဝမှာအကျိုးပေးတယ်နောက်ဆုံးဇောကိုတော့အပရာပရိယဝေရဏိယနောက်ဆုံးဇောကိုတော့ဥပပိစ္ဆဝေရဏိယကံလို့ခေါ်တယ်ဒုတိယဘဝမှာဘဝတစ်ခုကျိုးပေးအလဲ၅ဇောကြတဲ့အခါကျအပရာပရိယဝေရဏိယကံလို့ခေါ်တယ်တတိယဘဝကနေစပြီးတော့နိဗ္ဗာန်ရသည့်ထီအောင်ကျိုးပေးတယ်ဒီလိုရှင်အင်္ဂုလိမာလလှုပ်တဲ့ကံတွေဟာလဲအဲ့ဒါလို့၃မျိုးဖြစ်တယ်ပေါ့၃မျိုးဖြစ်တယ်၃မျိုးဖြစ်တဲ့အခါမှာပထမဒီဘဝအကျိုးပေးတဲ့ဒိဋ္ဌဓမ္မဝေရဏိယကံကြောင့်တခြားကိုပြစ်လိုက်တဲ့ခဲကလည်းသူ့ခေါင်းပဲရောက်လာပြစ်ထားတော့တခါတလေသူ့စီပြစ်တာမဟုတ်ဘဲနဲ့လေသူ့ကိုမှန်တယ်အကုသိုလ်ကျိုးပေးပြီဆိုရင်အဲ့ဒါမျိုးနော်သူ့လှုပ်တာမဟုတ်ဘဲနဲ့လေသူ့စီရောက်ချင်ရောက်လာအကုသိုလ်ဟာတော့ကြောက်စရာကောင်းတယ်ဒီလိုဒုက္ခတွေနဲ့ဆွမ်းစားရဖို့အမှန်တမ်းခရင်တဲ့အနေထားမျိုးရောက်လာဒါတွေမကဘူးရှင်အင်္ဂုလိမာလတရားအထုတ်လို့မရရှာဘူးတရားအထုတ်လို့မရဘူးဘာလို့မရလဲဆိုတရားနှလုံးသွင်းဖို့တရားထိုင်လိုက်တာနဲ့တပြိုင်နက်သူ့ရဲ့စိတ်ထဲမှာမြင်ကွင်းကဘာတွေဖြစ်လာလို့ဆိုကဲတော်မူကြပါအောင်သနာပါအောင်သူမတတ်ပါနဲ့အမေမတတ်ပါနဲ့အဖေမတတ်ပါနဲ့ဆိုရက်ဩဇံဟစ်တံပြေးတာလွှမ်းတာလဲပြိုတံဓာရီကြီးပဲသူမြင်ကွင်းကအဲ့ဒါပဲဝ
ဝယုံသုံးကန်းဖြစ်ပြီးတော့သူကလိုက်တတ်တာကိုပြေးကြအော်ကြဟစ်ကြငိုကြယိုကြတောင်းပန်ကြအဲ့ဓာတွေရဲ့သွေးရဲရဲတန်ရဲရဲနဲ့ဟောမသေးခင်မျက်နှာကြီးတွေရှုပ်သွားတာတွေဒါတွေပဲသူ့မျက်စိထဲမှာပေါ်တာတရားထိုင်လိုက်ရင်ဒါတွေပေါ်လာတရားထိုင်လိုက်ရင်ဒါတွေပေါ်ဒါနဲ့ပဲတရားထိုင်လို့မရဘူးထသွားအတော်ကြောက်စရာကောင်းတယ်တမာတိဆိုစုစည်းဖို့မလွယ်ဘူးကိုလှုပ်တဲ့လှုပ်ရက်တွေကအရိပ်မဲကြီးတို့လာပြီးတော့စိတ်ကိုလွှမ်းမိုးနေတာအဲ့ဒါလို့လွှမ်းမိုးမှုခံထားရသည့်အတွက်ကြောင့်စိတ်တွေကိုစုစည်းလို့မရဘူးလှုပ်ခဲ့တာတွေကလာပြီးလွှမ်းမိုးနေတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကနီးပေးတာယတောဟံဇာတိယဇာတောသင်္စိစ္ဆနာဘိသနာမိသင်္စိစ္ဆပါဏံဇီဝိတံဟောရောပိတံမွေးဖွားလာတဲ့အချိန်ကနေစပြီးတော့တေးစီလူတဲ့စိတ်နဲ့ဘယ်တတဝါကိုမှမတတ်ဘူးတတ်တယ်လို့ဆိုတာဘယ်လိုမှစဉ်းစားလို့မရဘူးဆိုလိုတာကမြတ်စွာဘုရားကမွေးဖွားလာကြတဲ့ကနေဘယ်သူမှမတတ်ဘူးလို့ဒီလိုပထမဟောလိုက်တာဟောတော့ဘုရားရဲ့ရည်ရွယ်ချက်ကဇာတိယဇာတောယတောဟံဇာတိယဇာတောဆိုတာဘဝတစ်ခုလုံးကိုပြောတာမဟုတ်ဘူးယဟန်ဖြစ်လာတာကိုဘုရားရည်ရွယ်ပြီးတော့ပြောတာပြောတော့သူကဘာလျှောက်တော့တပည့်တော်ကဗျာတဲ့လူသတ်လာတာနှစ်ပေါင်းများကြီးပဲတဲ့အဲ့လိုပြောရင်တပည့်တော်ဘုဒ္ဓဝါဒဖြစ်လိမ့်မယ်တဲ့လိန်ပြောရရောက်လိမ့်မယ်ဆိုအဲ့ဒါလို့ဆိုရင်မြတ်စွာဘုရားကပြင်ပေးလိုက်တယ်ယတောဟံအရိယာယဇာတိယဇာတောအရိယာယဆိုတဲ့စကားလုံးလေးကိုထည့်ပေးတယ်နော်မြင့်မြတ်တဲ့ယဟန်ဘဝအရိယာယဇာတိယအရိယာဇတ်လို့ခေါ်တယ်ဘုရားရဲ့အမျိုးအဲ့ဒီကနေစပြီးလူမတတ်တော့ဆိုလိုတာကယဟန်ဖြစ်တဲ့နေ့ကစပြီးတော့လူမတတ်တော့ရှေးတုန်းကတတ်တာတွေပြန်မတွေးနဲ့ဒီအချိန်ကနေစပြီးတော့ငါစင်ကြယ်တယ်ပါဏာတိပါဒအလုပ်ကိုမလုပ်ဘူးလို့ဆိုပြီးတော့စိတ်ကိုစောင့်တည်ခိုင်းလိုက်တာဟိုဘက်ကဟာတွေကိုအသာမေ့ထားလိုက်အဲ့ဒါမမေ့ရင်အရိပ်မဲကြီးလို့သူ့ရဲ့ခေါင်းထဲမှာခြားခြားလဲသွားပြန်တမာတိစုစည်းလို့မရဘူးအဲ့ဒါကြောင့်မို့လှုပ်ခဲ့တာမေ့ထားလိုက်မေ့ပြီးတော့ဒီဘက်မှာစိတ်စောင့်တည်လို့ရအောင်မြတ်စွာဘုရားကနီးပေးတာနီးပေးလိုက်တဲ့အခါမှာရှင်ကုလိမာလာစိတ်စုစည်းလို့ရပြီနောက်ရဟန်းဖြစ်ပြီးရှေ့လောက်နေတော့မှသူယဟန္တာဖြစ်သွားတယ်အဲ့ဒီလိုယဟန္တာဖြစ်သွားတဲ့အခါမှာစွမ်းအားကြီးတဲ့ရတ္တမေဆိုတဲ့ကုသိုလ်ကကိရိတာတွေအလုံးကိုဖယ်ရှားပလိုက်တယ်ဖယ်ရှားပြလိုက်ရုံမကဘူးခုနကလူသားသမားဘဝကအကုသိုလ်တွေလုပ်တဲ့ထဲမှာဒိဋ္ဌဓမ္မဝေရဏိယကံကိုတော့သူမဖယ်ရှားနိုင်ဘူးဘဝတစ်ခုရထားတာဖြစ်တယ်ဥပပိစ္ဆတို့ကနောက်ရမှာဖြစ်တယ်အပရာပရိယဝေနိယလည်းတန်တရာနောက်အဆက်မှာဖြစ်မှာဖြစ်တယ်အဲ့ဒီနှစ်ခုကိုတော့ကိရိတာဖယ်ခြင်းအဖြစ်ဥပပိစ္ဆဝေရဏိယကံအပရာပရိယဝေရဏိယကံတို့ကိုပိတ်ဆို့ဖယ်ရှားပြလိုက်တယ်ဒိဋ္ဌဓမ္မတော့ဖယ်ရှားလို့မရဘူးတဲ့ဒါကြောင့်ဘသူကပြစ်လိုက်တဲ့ခဲပဲဖြစ်ဖြစ်သူ့ခေါင်းဝင်မှန်းတာကြီးပဲဘယ်ကပြစ်လိုက်တဲ့ခဲပဲဖြစ်ဖြစ်တခြားငှက်တကောင်ကိုလှန့်ချောက်လိုက်တဲ့ခဲကလည်းရှင်ဥလိမာလာခေါင်းရောက်လာနော်နွားတကောင်ပြေးလို့နောက်ကနေလိုက်ပြီးထုလိုက်တဲ့ခဲကလည်းပဲရှင်ဥလိမာလာတပိတ်ရောက်ချင်ရောက်လာအဲ့ဒါဟာအကုသိုလ်ရဲ့အကျိုးတွေဒိဋ္ဌဓမ္မတော့သူခံလိုက်ရတယ်ခံလိုက်ရတော့စင်စင်ရဲရဲနဲ့ဘယ်သူကမှလည်းဆုံးမလောင်မြင်ရင်လည်းပြေးကြပက်ပဲမှာတွေ့ရင်လည်းဘယ်သူမှမျက်နှာချင်းမဆိုင်ရဲကြလောကကြီးမှာအမုန်းဆုံးပုဂ္ဂိုလ်တယောက်ဖြစ်ပြီးတော့စာဝတ်နေဒုက္ခရောက်နေတယ်အဲ့ဒါလောက်ကရုဏာမဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာဘုရားသာသနာဝင်ပြီးတော့တရားကျင့်တဲ့အခါမှာတဏှာတတ်တဲ့စိတ်လေးကသူ့မှာပင်ကိုယ်ကတော့ရှိပါတယ်တပ်ဖြတ်မှုကျွလွန်နေတော့ကဘယ်သူမှတဏှာတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးသို့တော်ငယ်ငယ်တုန်းကသူ့ကိုနာမည်မှဲ့ထားတာကသူ့မိဘကနာမည်မှဲ့ထားတာအဟိန္ဒကလို့နာမည်မှဲ့ထား
အဟိန္တကဆိုတာဘယ်သူမှမညှင်းဆဲဘူးအကျဉ်းသာကြီးမားသူလို့ဒီလိုအိဗယ်ရဘယ်သူမှမညှင်းဆဲဘူးဒါကြောင့်မို့သူကယဟန္တာဖြစ်တဲ့အခါရှင်အင်္ဂုလိမာလကပြန်ပြောတယ်အဟိန္တကောတိမေနာမံဟိန္တကတ္တပုရိတတောတဲ့အရင်တော့ကလူတကာကိုညှင်းဆဲတပ်ဖြတ်နေတဲ့အချိန်တုန်းကငါ့ကိုအဟိန္တကလို့ခေါ်ခဲ့ကြတာဟာမှားယွင်းနေတဲ့အဓိပ္ပာယ်မကိုက်တဲ့နာမည်ကြီးဖြစ်ခဲ့တယ်ပေါ့ဒီကနေ့ကျတော့ဣဇာဟံသစ္စာနမောမိယဟန္တာဖြစ်သွားပြီဆိုတော့အကျဉ်းတရားနဲ့ဘယ်တရားဝါကိုမှမညှင်းဆဲတော့ဒီနာမည်ဟာအမှန်နာမည်ခုမှနာမည်နဲ့လိုက်ဖက်ညီသွားတယ်ဣဇာဟံသစ္စာနမောမိတကယ်ကိုမှန်ကန်တဲ့နာမည်တစ်ခုနာနာဟိန္တာမိကေစိနံဘယ်သူကမှမညှင်းဆဲတော့ဘူးခုမှပဲအဟိတကဆိုတဲ့နာမည်ဟာအဓိပ္ပာယ်နဲ့လိုက်လျောညီတွေဖြစ်သွားပြီလို့ဒီလိုပြောခဲ့တဲ့စကားလေးရှိတယ်ပေါ့အဲ့တော့ယဟန္တာဖြစ်သွားတယ်ဆိုတဲ့အခါမှာတချို့ကလည်းကျေနပ်ချင်မှကျေနပ်မှာဒီလောက်လူသားသမားကြီးဟာဒီလိုလွတ်သွားရအလားပေါ့လွတ်သွားရလားဆိုခွင်းလုံးကျွတ်လွတ်ထားတာမဟုတ်ဘူးခွင်းလုံးကျွတ်လွတ်ထားတာမဟုတ်ဘူးဒီဘဝမှာခံရမဲ့ဒိဋ္ဌဓမ္မဝေရဏိယကံတွေကိုခံလိုက်ရတာသူ့မှာအကြီးကျယ်တပိတ်ကွဲခေါင်းပြဲနော်အဝတ်တွေစုပ်ပြတ်ဆောင်းလောင်းမဲ့လူမရှိဒီလိုဖြစ်ပြီးတော့ဒုက္ခရောက်တာပေါ့နောက်ဘဝကြတော့ဘဝမှာမရှိတော့တာဥပါဒဏ်တွေကုန်သွားတယ်တဏှာတွေကုန်သွားတယ်ကိလေသာတွေကုန်သွားတော့ကံတရားကကိလေသာဆိုတဲ့အဖို့မရှိအကျိုးမပေးနိုင်တော့ဘူးအကျိုးမပေးနိုင်တော့ဒီကံတရားတွေဟာဘယ်လိုမှလုပ်ပြီးတော့အကျိုးတစ်ခုထုတ်လုပ်လို့မရတော့ဘူးမနာလိုစရာတော့မရှိပါဘူးเนาะမနာလိုစရာမရှိဘူးအရတ္တမေဆိုတဲ့စွမ်းအားကြီးတဲ့ကံတရားကြောင့်ကံတရားတွေဟာအကျိုးပေးနိုင်စွာမရှိတော့ဘူးအဲ့လိုအကျိုးပေးနိုင်စွာမရှိတဲ့ယန္တာဘဝရောက်သွားတယ်ယတ္တပပံကတံပပံယတ္တပပံကတံကမ္မံကုသလေနပိဋိယတိအလွန်ဆိုးတဲ့အကုသိုလ်ကံတွေကိုကုသိုလ်တရားနဲ့ပိတ်ဆို့ပလိုက်တယ်ဆိုးပိတ်ပလိုက်တယ်စွမ်းအားကြီးတဲ့ကုသိုလ်တရားနဲ့ပယ်ဖြတ်ပလိုက်တယ်လွန်ငင်းခွင့်ပေးလိုက်တယ်လို့ပဲသူမှာအားလုံးကံတရားတွေကိုစွမ်းအားကြီးတဲ့ကံတရားကနေလွန်ငင်းချမ်းသာခွင့်ပေးလိုက်တာဒီကံတွေဟာအကျိုးပေးခွင့်မရှိတော့ဘူးသူတို့ပြောတာကျိုးပေးเสียရလဲဘဝဆိုတာသူ့ကရှိမှမရှိဘူးနောက်ဆုံးဘဝဖြစ်သွားပြီလေအဲ့ဒီမှာသို့တော်လဲဒိဋ္ဌဓမ္မဝေရဏိယကံရဲ့အကျိုးကိုခံစားရလို့ဆွမစားရတဲ့ရက်တွေခေါင်းကွဲရတဲ့ရက်တွေဟောဒီလိုဖြစ်တော့မြတ်စွာဘုရားကအေးအကုသိုလ်တွေလှုပ်ထားလို့ဒီလိုအကျိုးတွေခံစားရတာရှင်ကုလိမာလကိုဟောပြောပြီးတော့တရက်တော့ရှင်အင်္ဂုလိမာလမြို့ထဲရွာထဲဆွမ်းခံသွားရင်းနဲ့မိမဖွားနိုင်လို့ဒုက္ခရောက်နေတဲ့အမျိုးသမီးတယောက်ရဲ့ငိုသံအော်ဟစ်ညဉ်းညူသံတွေကြားလာတဲ့အခါရင်ထဲကအကျဉ်းတရားဖြစ်လာပြီးကြောင်းရောက်တော့ဘုရားကိုလျှောက်တယ်။အော်တတ္တဝါတွေဟာဒီလိုဒုက္ခရောက်ကြတာပါလား။ဒီလိုစိတ်ဆင်းကြတာပါလား။ကိုယ်ဆင်းရဲမှုတွေဖြစ်ကြပါလား။အဲ့လိုပြောတော့မြတ်စွာဘုရားကရှင်အင်္ဂုလိမာလကိုသစ္စာဆိုလို့ရှိရင်အဲ့ဒီဒုက္ခတွေကလွတ်နိုင်တယ်ဆိုပြီးတော့သစ္စာစကားကိုသင်ပေးလိုက်တာအဲ့ဒီဘုရားသင်ပေးတဲ့သစ္စာစကားဟာခုအင်္ဂုလိမာလပြိတ်ဆိုတာဖြစ်လာတာပေါ့ယတောဟံပဂိနိမိမဖွားနိုင်တဲ့အမျိုးသမီးကိုခေါ်တာပဂိနိနှမလို့ခေါ်တာယတောဟံပဂိနိအရိယာယဇာတိယဇာတောနာဝိဇာနာမိသင်္စိစ္ဆပါဏံဇီဝိတာဟောရောပေတာတေနသစ္စေနသုဋ္ဌိတေဟောတုသုဋ္ဌိကပ္ပတာနမမြင့်မြတ်တဲ့ယဟန်ဘဝရောက်လာတဲ့အချိန်ကစပြီးတော့သေစီလူတဲ့စိတ်နဲ့တရားရရဲ့အသက်ကိုတတ်ခဲ့တယ်ဆိုတာသူအမှတ်မရပါဘူးသိမှတ်ထားတာမရှိပါဘူးလုံးဝမရှိပါဘူးဒီမှန်သောစကားကြောင့်သင်ကိုယ်တိုင်ချမ်းသာပြီးတော့ကလေးလေးချမ်းချမ်းသာသာဖြစ်ပါစေလို့ဟောဒီလိုသစ္စာစကားဆိုတာဒါသုဋ္ဌိတေဟောတုသုဋ္ဌိကပ္ပတာအဲ့တော့သစ္စာဆိုတဲ့နေရာမှာမှန်တာတစ်ခုကိုပြောရမယ်ပြောပြီးရင်လိုချင်တာတစ်ခုကိုတောင်းဆိုတာအခုဒီမှာလဲယ
Yatoham begini riya sadiya sado nabi sanami tensaisa panan sivita oro bedasa. Di segala ga tisan sega. Tisan sega ye nau ma baru. Tena tisena. Hori tisan sega jam. Tuti de hodu mengorai chana wase tuti kabata. Kalile chana wase. Oh. Dalu jena pyo lai desa. Eri tisan sega ye swan ahu. ဖယားထံကတင်ပြီးတော့တစ္ဆာစကားကိုတင်ပြီးတော့အဲ့ဒီမိမဖွားနိုင်လို့အော်ဟစ်ညင်းညူနေတဲ့အမျိုးသမီးစီသွားပြီးတော့ရှင်အင်္ဂုလိမာလာကဒီတစ္ဆာစကားကိုဆိုလိုက်တဲ့အခါမှာကြားနာရတဲ့အမျိုးသမီးဟာချက်ချင်းပဲမိဖွားပြီးတော့ချမ်းသာဒုက္ခရသွားတယ်အဲ့ဒီကနေစပြီးတော့ရှင်အင်္ဂုလိမာလာဆွမ်းလောင်းမဲ့လူတွေပါတယ်လေ အကျဉ်းနာကြီးမားပါတယ်ဆိုပြီးတစ်ချိန်တုန်းကမသိလို့မိုက်မဲခဲ့ပဲအခုချိန်မှာအကျဉ်းနာတရားတွေရှိပါတယ်ဆိုတာကိုအားလုံးကလက်ခံလာတာရှင်ဂုလိမာလာသာဝဏီထိုက်တဲ့တော့အစဉ်ပြေပြီးတော့လူလူပရိသတ်ရဲ့မေတ္တာကိုပြန်ရရှိလာတယ်လို့ဒီလိုဆိုတာနော်အေးအင်္ဂုလိမာလာပရိစ္ဆိုတာအဲ့ဒါလို့ဖြစ်ပေါ်လာတာဖြစ်တယ်ဒီအင်္ဂုလိမာလာပရိကိုရွတ်ဖတ်တရစေခြင်းဖြင့်ဘေးရန်ခတ်သိမ်းနေပျောက်ကင်းနိုင်တယ်တာမဖွားတဲ့မိခင်တွေတာဖွားနိုင်တယ်နောက်ဆုံးမှာဒီပရိယေလေးကိုယူပြီးတော့အသုံးပြုခြင်းအဖြစ်လေလွယ်လွယ်ကူကူမိခင်ရောကလေးပါချမ်းချမ်းသာသာဖြစ်နိုင်တယ်လို့ဆိုတာသစ္စာရဲ့စွမ်းအားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တိုင်းဒါက ဖျားကုန်တရားကုန်တန်ခါကုန်မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တာဖြစ်လို့ရိုးရိုးကြည်ကြည်နဲ့လှုပ်ဆောင်ကြမယ်ဆိုလို့ရှိရင်အခက်အခဲတွေလွန်မြောက်ပြီးတော့ချမ်းသာဒုက္ခရောက်ကြမှာဖြစ်တယ်အဲ့ဒီချမ်းသာဒုက္ခကိုအခြေပြုပြီးတော့ရခဲ့တဲ့လူဘဝကိုရောက်လာတဲ့အခါမှာကုသိုလ်ကောင်းမှုတွေကိုဆက်လက်ပြုခြင်းဖြင့်ဒီတဲ့အစစ်မြင့်တဲ့နိဗ္ဗာန်ချမ်းသာထီအောင်ရောက်ကြမှာဖြစ်တယ်အဲ့ဒီအင်္ဂုလိမာလာပရိရဲ့အစွမ်းတကူအင်္ဂုလိမာလာတုတ်နှစ်တုတ် မေစီမာပါဏတမာလာတဲ့မူရင်းအင်္ဂုလိမာလာတုတ်ရဲ့အခုပြိဋ္ဌဲမှာပါတဲ့သစ္စာစကားကိုဥတည်ထားတဲ့အင်္ဂုလိမာလာတုတ်ရဲ့ဒီနှစ်တုတ်ကိုမှတ်သားရအောင်ချင်းကျုပ်ဟောကြားခြင်းဖြစ်တာမို့တရားချိတ်ခင်သူတော်စင်ပြိဋ္ဌအပေါင်းတို့ဒီတုတ်တံမှာလာတဲ့အတိုင်းသစ္စာစကားရှင်အင်္ဂုလိမာလာရဲ့ခုံမြတ်စွာဘုရားရဲ့ခုံတရားရဲ့ခုံတွေကိုအာရုံပြုပြီးတော့မိမိတို့မှာအခက်ခဲကြုံတိုင်း သစ္စာစကားဆိုခြင်းဖြင့်ခက်ခဲတွေလွန်မြောက်အောင်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာ ဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမ စုပေါင်းပုအပ်မေတ္တာတဟုရောင်ပြပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွေးမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရသည်မြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်အစာစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအဒီဟုသောကုမုဒ္ဒရာကြာပန်တို့သည် ဖ
ဖုံးလန္တာဝန္တာရှင်မြူဝုံမုံလူလျက်ကြည်နူးဝဲကြုံဖူးကွင်းညအကုန်သည်ဖြစ်၍သူကန္နကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း